ဒီเจ้าနေလည်းပြောတော့ပါမယ်အဲ့တော့ယာယီသမရမင်းအောင်လှိုင်ကသမရအစ်စ်မင်းအောင်လှိုင်ကိုအာဏာလွှဲပြောင်းပေးပွဲလုပ်မှာပေါ့တော်တော်ကိုလှုပ်ရှုပ်တဲ့ကောင်အဲ့ကောင်တကယ်သမရအိမ်တော်မှာတဲ့ဒါအစိုးရအာဏာလွှဲပြောင်းပွဲလုပ်ဖို့ပြင်ဆင်နေတယ်တဲ့ကျန်းသစ္စာစုပွဲလုပ်ပြီးတာနဲ့အာဏာလွှဲမှာပေါ့နော်ကျန်းသစ္စာဘလို့ဆိုမလဲသိကျင်လိုက်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျန်းစုမဲ့ကောင်ဟုတ်မဟုတ်ပေါ့နော်တကယ်ကိုစုမဲ့ကောင်ဘာကြောင့်လဲဆိုတော့ပြည်သူကိုကာကွယ်ရမယ်စောင့်ရှောက်ရမယ်ဆိုတဲ့တာဝန်တွေဝတ္တရားတွေကိုအကုန်မျက်ကွယ်ပြုတ်ပြီးတော့ပေါ့နော်ပြည်သူကိုပဲဒုက္ခပေးပြည်သူကိုပဲဒါနှိမ့်ဆက်နေတာတွေဒါရုံးမှာလုံနေတာတွေပဲတွေ့နေရပါတော့အဲ့တော့အဲ့လိုကောင်မျိုးကဒီလိုမျိုးနေရာကိုရောက်လာတာဖြစ်တဲ့အတွက်ပြည်သူကတော့ပြောမယ်ဆိုရင်တော့ဆက်ပြီးတော့တော်လန်ကြဖို့ပဲရှိတယ်ပေါ့နော်အဲ့တော့ဒီကြမ်းမပြည့်တဲ့ကောင်တယောက်တည်းအလုပ်တွေရှုပ်နေတာကာကွယ်ဦးစီးချုပ်လုပ်တယ်ပြီးရင်ယာယီသမရလုပ်တယ်ပြီးရင်အခုသမရလုပ်တယ်ပေါ့နော်ကာကွယ်ဦးစီးချုပ်ကနေပြီးတော့ယာယီသမရကိုတာဝန်လွှဲယာယီသမရနေမှာဒါကာကွယ်ဦးစီးချုပ်တာဝန်ကိုဘာရှုပ်ရှက်တွေကိုခတ်နေရပါတော့တယောက်တည်းကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel ဆိုရင်နေ့စဉ်နဲ့ဥပဒေရင်းနဲ့ပတ်သက်တဲ့ဒီကုတင်ကိုဒီပတ်သက်ဖြစ်တာမှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးပါဘဲကိုတလောကလုံးသူတယောက်တည်းရှုံနေတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မင်းအောင်လှိုင်ကတော့ဒါသူ့အာဏာတည်မြဲဖို့အတွက်ကိုသူလုံးဝပြောမယ်ဆိုရင်သူ့အတွက်စနစ်တကျပုံစံမျိုးနဲ့တော့သူကလှုပ်ဆောင်သွားတယ်နေရာတိုင်းမှာကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့လူတွေကြီးပဲပေါ့နော်ဒါတန်အမတ်တွေကမှအစပေါ့နော်သူ့လူတွေကြီးပဲထားတယ်လွတ်တော်ဘာညာအကုန်လုံးပါလေနော်ပြီးရင်စေဦးစီးချုပ်ဒူးချုပ်ပြီးရင်ညှိကွတ်ဒါမျိုးနေရာတွေကစသူ့လူတွေကြီးပဲထားတယ်အဲ့တော့နောက်တစ်ခုထပ်ပြီးသိရတာနိုင်ငံတော်တိုင်ပင်ခံကောင်စီဆိုတဲ့ပုံစံမျိုးဖွဲ့တဲ့ဟာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်အတီးပြုလို့တောင်းအေး400ဒေါက်တာရင်နွယ်5ကအေးမောင်6ကဆလိုင်းဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတာရှိပါတယ်ဒါအတီးပြုလို့မရသေးဘူးဆိုပေမဲ့လည်းဒါကဖြစ်နိုင်ခြေရှိတယ်ဘာကြောင့်လဲဆိုတော့စိုးဝင်းကိုလည်းနေရာတစ်ခုပြန်ပေးမယ်ဆိုပြီးတော့သုံးသပ်မှုတွေလည်းရှိနေတာဖြစ်တဲ့အတွက်အခုလိုမျိုးလှုပ်ဆောင်တာတွေကဟုတ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့အခုတော့ဒါသူလှုပ်ချင်တာတွေလုပ်ပြီးတော့သူလိုချင်တဲ့နေရာတွေသူလိုချင်တဲ့ယာဒူးတွေယူနေတယ်ဆိုပေမဲ့လည်းသူ့ကိုဒါသမရအဖြစ်နိုင်ငံခေါင်းဆောင်အဖြစ်ဘယ်သူမှအတိမတ်မပြုဘူးပေါ့နော်အိန္ဒိယနိုင်ငံတွေကလည်းအတိမတ်မပြုဘူးပေါ့နော်ဒါအတိမတ်ပြုတဲ့ဟာတွေကတည့်ရတဲ့အတိုင်းပဲသူရဲ့ဒါမဟာမိတ်တွေသူနဲ့ဆက်ဆံရေးကောင်းတဲ့ဒါဒီအာဏာရှင်နိုင်ငံတွေပေါ့နော်ဒါတွေကပဲအတိမတ်ပြုတဲ့ပုံစံမျိုးပြောကြတယ်ပေါ့လေနော်ကျန်တဲ့ဒါဒီမိုကရေစီနိုင်ငံတွေပေါ့နော်ဒါဒီလိုမျိုးနိုင်ငံတွေကသူ့ကိုဒါဘလို့မှအတိမတ်ပြုတာမတွေ့ရဘူးပေါ့နော်ပြီးရင်ဒီဟာနဲ့ပတ်သက်လို့ဒါဖိလစ်ပိုင်ကလည်းထပ်ပြီးတော့ပြောတာရှိတယ်ပေါ့နော်အာဆီယံဥက္ကဋ္ဌလှည့်ကြတယ်ဖိလစ်ပိုင်ကဒီမူဝါဒ5ချက်ကိုပေါ့နော်အကောင့်ထဲပေါ်ဖို့နော်အကြမ်းဖက်အလုပ်တွေမလုပ်ဖို့ဆိုတဲ့ပုံစံမျိုးတွေထပ်ပြီးတော့တိုက်တွန်းနေရည်လည်းရှိတယ်ပေါ့နော်အဲ့တော့သူ့ဘက်မှာရက်တည်တဲ့နိုင်ငံကလက်ချိုးရည်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့နိုင်ငံတွေကြောင့်မလို့လဲသူကလည်းအသက်ရှည်နေတာဖြစ်တယ်အဲ့တော့ဆက်ပြီးတော့တော်လန်နိုင်ကြဖို့လိုတယ်ဒီအာဏာရှင်စနစ်အခုဆိုရင်လောကအာဏာရှင်စနစ်တက်ဆိုးရှည်ဖို့အကြောင်းတွေပဲသူလှုပ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကိုကျွန်တော်တို့အမြန်ဆုံးဖျက်နိုင်ဖို့ရည်ကြည့်တယ်ပေါ့နော်အဲ့တော့ဒီမင်းအောင်လှိုင်သမရလှုပ်တာနဲ့ပတ်သက်လို့ပေါ့နော်ဟာတလေးတောင်မှပြောကြရရှိပါတယ်အဲ့ဘာလဲဆိုတော့ဟာအမေဒါသမရဖြစ်ပြီးအမေရေးပေါ့နော်အဲ့နဲ့အမေလုပ်တဲ့သူကပြန်ပြောတော့ဟာငါသားအဲ့ဆိုငါသားကိုသမရကြီးလို့ခေါ်နေကြပြီလားပေါ့နော်ဒါပေမဲ့အောက်ကနေပြန်ပြောဖြေတာပေါ့နော်ဟာမဟုတ်ဘူးပေါ့နော်အခုထိလည်းမေဆိုပြီးတော့ဒါခေါ်ထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့မထူးဘူးပေါ့နော်ပြောချင်တာဗျာဒါကျွန်တော်ရွေးဥမှာပြောတဲ့ဟာမဟုတ်ပါဘူးအတိကတော့ဒါဒီကတော့ဒါအကုန်လုံးကဆဲဆိုနေကြပါပဲပေါ့နော်ဒါပေမဲ့ဒီထဲမှာပါသွားမှာဆိုလို့အတိကတော့မင်းအောင်လှိုင်ကမင်းအောင်လှိုင်ပဲဒီသူလှုပ်တဲ့လှုပ်ရက်တွေကိုသူလုံးဝတာဝန်ခံရမယ်တာဝန်ယူရမယ်ထိုက်တန်တဲ့ပြစ်ဒဏ်တွေပေးခံရမှာဖြစ်တယ်ပေါ့နော်သမဏလှုပ်သွားလို့လေဒါမင်းအောင်လှိုင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုကျွန်တော်ပြည်သူတွေကမေ့သွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့နော်မင်းအောင်လှိုင်ဒါပဲဆိုတဲ့ပုံစံမျိုးဟာတာလေးလှုပ်ထားတာဖြစ်ပါဆဲကျင်လိုက်တာကြားနေပြီးတော့ဒါမင်းအောင်လှိုင်ကဒီစိတ်တဲ့စစ်စင်နဲ့ပတ်သက်လို့တော်တော်လေးဇောင်းပေးပြီးတော့လှုပ်လာတယ်လည်းတွေ့ရတယ်ပေါ့နော်ဒါမင်းအောင်လှိုင်တို့ရဲဝင်ဦးလို့ပေါ့နော်အဲ့တော့ဒါကချင်ပြည်နယ်ဖားကတ်မှာတိုက်ပွဲတွေဖြစ်တာအားလုံးလည်းသိတယ်ပေါ့နော်တိုက်ပွဲတွေဖြစ်တယ်ရှိတယ် KI နဲ့ KPDF တွေ PDF တွေကသိမ်းနိုင်တာပေါ့နော်အဲ့ဥစ္စာဖြစ်နေတဲ့အချိန်မှာကိုပဲစစ်ကောင်စီဘက်ကဝါဒဖြန့်တာဘလို့ဖြန့်လဲဆိုတော့ KIA ရဲ့ KPDF ရဲ့ PDF ရဲ့အလင်းဝင်လာပါတယ်ဆိုပြီးတော့ဝါဒဖြန့်တာအဲ့ဒီသတင်းထုတ်ပြန်လာတာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကဘာလဲဆိုတော့သူကဒီစီမံချက်ပုံစံမျိုးနဲ့လောက်ခိုင်းတာတိုင်းစစ်ဌာနချုပ်အလိုက်သူကအဲ့လိုမျိုးသတင်းတွေလောက်ရမယ်စိတ်သက်စစ်စင်ရေးတွေလောက်ရမယ်ဆိုတဲ့ပုံစံမျိုးစီမံပေးထားတာပေါ့နော်စီမံချက်ညွှန်ကြားချက်ပေးထားတာအဲ့တော့အဲ့လိုမျိုးအလှည့်ကျလုပ်နေတာပေါ့နော်အဲ့တော့သူတို့လုပ်တဲ့အချိန်ကြီးကသူတို့ရှုံးနေတဲ့အချိန်ကြီးမှာထားလုပ်တာရီတော့ရှိစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့စကန်ကုန်းတွေသိမ်းခံလို့ဒါလက်နက်ကြီးတွေရန်တမ်းပြီးတော့ပြစ်ခတ်နေရရှိတယ်လေချောင်းနဲ့ပေါ့နော်လေချောင်းဒါလေရင်ဆိုရင်4 5 6စီး9စီးဒီလိုတွေပါအသုံးပြုပြီးတော့ပေါ့နော်သူတို့သိမ်းပိုက်ခံရပါတယ်ဆိုတဲ့နေရာတွေကိုလေချောင်းတိုက်ခိုက်တာတွေဇက်တိုက်ဆိုသလိုလုပ်နေတာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးလုပ်နေတဲ့အနေထားမှာကိုပဲခုနသတင်းကြီးကထုတ်လာတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါ9ရက်နေ့မှာသတင်းစာမှာပါလာတယ်ပေါ့နော်အဲ့တော့ဒီ KIA တပ်ဖွဲ့ဝင်တအူး KPDF တအူးPDF 6ဦးလက်နက်ခဲယမ်းအနေနဲ့အလင်းဝင်လာပါတယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တာဖြစ်တယ်အဲ့တော့ဘလို့ပြောလဲဆိုရင်သူကဒီလင်းဝင်လာတဲ့သူတွေကပေါ့နော်
ရွှေမျောလုပ်ငန်းမှာလုံနေတဲ့အချိန် KIA ကတပ်သားတွေစုဆောင်းတာခံခဲ့ရတယ်ဆိုပြီးတော့ဖော်ပြထားတယ်ပြီးရနဲ့ဒါမြကြီးနားခြေဆိုင်ပေါ့နော်မဘခဒါမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာသူကမိဘတွေပေါ့နော်မိဘတွေစီကိုပြန်ပြီးတော့အပ်ပေးတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်တော်တော်ရည်စရာကောင်းတယ်ပေါ့နော်သူတို့နိုင်နေတယ်ဆိုရင်တော့မှပဲနည်းနည်းရုပ်တိရှိရှုံးသူတို့ရှုံးနေပါတယ်ဆိုတဲ့အချိန်မှာဒီလိုမျိုးထုတ်ပြန်လာတယ်ဆိုတော့ရည်စရာကောင်းတယ်ပေါ့နော်ပြီးတော့ဒီရုပ်တိတန်တယ်ဆိုတဲ့ဟာဘာပြောချင်လဲဆိုတော့မိဘတွေစီကိုပြန်အပ်ပေးတယ်ဒါဖြစ်နိုင်လားပေါ့နော်ကျွန်တော်ပြောချင်တာဒါဘလို့မှမဖြစ်နိုင်တဲ့အရာပေါ့နော်သူတို့တွေရဲ့လောက်ရက်ကအဲ့လိုဘယ်တော့မှမလုပ်ဘူးဆိုတဲ့ဟာကိုအုံနောက်ရှိတဲ့သူတိုင်းသိတယ်ပေါ့နော်အဲ့တော့ဒီလိုအလိမ်ညာတွေဒီလိုလုံဆက်တွေကိုစစ်ကောင်စီကစိတ်သက်စစ်စင်ရေးအနေနဲ့တောက်လျှောက်ဆိုသလိုအသုံးပြုနေတာတွေ့ရပါတယ်အဲ့တော့ဒီဥစ္စာနဲ့ပတ်သက်လို့ KIA ကဒါပြောခွင့်ရတဲ့ဘုံမီနော်ဘူးက BBC ကိုပြောတာတွေ့ရတယ်သူတို့ရဲ့စိတ်သက်စစ်စင်ရေးပဲနေမှာပါတဲ့ကျွန်တော်အဲ့လိုမျိုးပဲကောက်ချက်ချလို့ပါတယ်ဆိုပြီးတော့ဖြေတာတွေ့ရတကယ်လဲဟုတ်ပါတယ်စိတ်သက်စစ်စင်ရေးပေါ့နော်ဒါပေမဲ့စိတ်သက်စစ်စင်ရေးရည်စရာကောင်းတဲ့စိတ်သက်စစ်စင်ရေးဖြစ်နေတာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ခံနေရတာဖြစ်တော့စစ်ကောင်စီကခက်ခဲလာတယ်ကြက်တဲလာတယ်ရီမန်းချက်နေရာတွေမရောက်နိုင်တော့ဘူးစစ်ကူနေရာတွေမရောက်နိုင်တော့ဘူးအဲ့လိုမျိုးခြေနေမှာစစ်ကောင်စီဘာလုပ်လဲထုံးစံတိုင်းပဲလေကြောင်းတိုက်ခိုက်မှုတွေအသေးအံလုပ်တယ်လေကြောင်းတိုက်ခိုက်မှုကဘယ်လောက်တောင်များသလဲဆိုတော့ဒီဖလန်းမြို့နယ်ထဲမှာပေါ့နော်9လတော့တွင်းမှာလေကြောင်းတိုက်ခိုက်မှုပေါင်း1500ပေါ့နော်1500တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်တော့မှပဲဒီနေရာကအများဆုံးဆိုပြီးတော့ပြောကြရရှိတယ်ပေါ့နော်အဲ့တော့တော်တော်ကိုဒါသူတို့တွေခက်ခဲနေတယ်ဆိုပြီးတော့ပြောလို့ရပါတယ်ဒါအပြင်သူက drone အသုံးပြုတဲ့အပိုင်းတွေမှာလည်းပို့ပြီးတော့များများဆဆလှုပ်ဆောင်လာတယ် drone တွေကတော့နောက်ပိုင်းမှာအဆင့်မြင့်တာတွေရှိလာတယ်အရေးအတွက်တွေများများအသုံးပြုတာရှိလာတယ် FPV လို့ drone တွေကိုပို့ပြီးတော့ဒါသူတို့တွေတွင်တွင်ကျဲကျဲသုံးလာတဲ့ပုံစံမျိုးတွေလည်းရှိတယ်ပြီးတော့တိကျမှုတွေလည်းရှိလာတယ်ဒါကတော့ဒါသတိထားစရာတစ်ခုအနေနဲ့ပြောတာဖြစ်တယ်ဗောနော်ဘာကြောင့်လဲဆိုတော့စကန်ကုန်းတစ်ခုကိုတက်သိမ်းနေတဲ့တကယ်အဖြစ်မှန်ဗောနော်စကန်ကုန်းတစ်ခုကိုတက်သိမ်းနေတဲ့အချိန်မှာဒီစစ်ကောင်စီရဲ့လေကြောင်းနဲ့ drone ကဘယ်လောက်ထိတိကျသလဲဆိုရင်အဲ့စကန်ကုန်းမှာတော်လိုင်းတပ်ဖွဲ့တွေကစကန်ကုန်းရဲ့3ပုံ2ပုံလောက်ကိုစီးမိထားပြီပေါ့နော်စစ်ကောင်စီက3ပုံ2ပုံပဲကြံတော့အဲ့လိုအနေထားမှာစကန်ကုန်းလည်းမရသေးဘူးအဲ့လိုအနေထားမှာစစ်ကောင်စီကလေကြောင်းပစ်ကူခေါ်တယ် drone အခုခေါ်တယ်ပေါ့နော်အဲ့လိုခေါ်တဲ့အချိန်မှာလာပြီးတော့ကျဲချပါရဲဆိုတဲ့လေကြောင်းကအဲ့စကန်ကုန်းတစ်ခုတည်းကိုပဲတော်လိုင်းတပ်ဖွဲ့တွေပတ်ချမ်းအောင်ပဲရအောင်ကျဲချသွားတယ်ရှိတယ်သူတို့ကျဲချသမျှဘုံသီးတွေအကုန်လုံးကပေါ့နော်သူတို့စစ်ကောင်စီစစ်သားတွေရှိပါဆိုတဲ့ဘက်ကိုမကြအောင်ကျဲချနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးထိတိကျတာတွေလည်းရှိလာတယ်ဒါကတော့သိတဲ့အတိုင်းပဲဗျာရုရှားကဒါပိုင်းလော့တွေကစခေါ်ပြီးတော့အသုံးပြုနေတာအားလုံးလည်းသိပါလိမ့်မယ်ပေါ့နော်ပြီးတော့ဒီ drone တွေကိုလည်းဒါနည်းပညာပုံစံမျိုးမြင့်ပြီးတော့ပြန်သုံးလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကတော့ဒါနဲ့ပတ်သက်လို့သတိထားရလိမ့်မယ်ဗောနော်ဒါပြင်ဒါစစ်ကောင်စီရဲ့စစ်ကြောင်းတွေကဖလန်းမှာမြေပြင်စစ်ကြောင်းလုံးဝအဆင်မပြေတဲ့အခါကျတော့ဒါလက်နက်ခဲယမ်းတွေရိတ်ခါတွေလိုအပ်လာပြီဗောလေနော်ခက်ခဲလာတယ်ဒီလိုလိုအပ်နေပေမဲ့ဒါမြေပြင်ကစစ်ကြောင်းတွေကစစ်ကူတွေလည်းမပို့နိုင်တော့ဘူးပြီးရင်ဒါသူတို့ရီမန်းချက်နေရာတွေကိုလည်းတွားပြီးတော့မပူးပေါင်းနိုင်တော့ဘူးအဲ့တော့ဂျားမာတင်ဖျက်တော့တိုက်ခိုက်ခံနေရတာရှိလာတဲ့ခါကျတော့သူတို့နေရာတွေကိုပေါ့နော်လက်နက်ခဲယမ်းဒါဖြစ်တင်းပေးဖို့အတွက်လေကြောင်းကနေပြီးတော့ဒါလေဒီနဲ့ပေါ့နော်ဒါခဲယမ်းတွေလက်နက်တွေဒါတွေကိုပြန်ပြီးတော့ဖြစ်တင်းပေးနေရတယ်ဆိုပြီးတော့သိရတယ်အထုပ်က10တုပ်လောက်ရှိတယ်ပေါ့နော်တလိုင်းတစ်ဖက်တွေဘယ်နှထုပ်ရမလဲတော့မသိသေးဘူးပေါ့နော်စစ်ကောင်စီဘက်ကအဲ့လိုပုံစံမျိုးနဲ့အထုပ်တွေချပေးနေရတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ဒါကျွန်တော်တို့ဒါရှေ့တန်းသတင်းရင်းမြစ်တွေစီကဘာသိရလဲဆိုတော့သူတို့ကမြေပြင်မှာလုံးဝလမ်းကြောင်းမပွင့်သေးဘူးပေါ့နော်ရိတ်ခါနဲ့ခဲယမ်းဆိုတာကလည်းလေကြောင်းကနေမှချပေးမှပဲရတော့မဲ့အနေထားပေါ့နော်အဲ့လိုအခြေအနေဖြစ်နေတယ်အဲ့တော့အခုဆိုရင်ဒါ drone တွေကိုပါအလုံးရင်းနဲ့သုံးလာတာတွေ့ရတယ်ဒါတွေဟာသူတို့မြေပြင်စစ်ကြောင်းရဲ့အားနည်းချက်ကိုလေကြောင်းပစ္စည်းတွေနဲ့အစားထိုးဖို့စ조사နေတာပါဆိုပြီးတော့ဒါရှေ့တန်းစီရေးသတင်းရင်းမြစ်တွေစီကနေပြီးတော့သိရပါတယ်အဲ့တော့အဲ့လိုအနေထားနဲ့ငတ်ပြက်လာတဲ့စစ်ကောင်စီစစ်သားတွေကဘာလုပ်လဲဆိုတော့ဒီပြည်သူတွေပေါ့နော်သူတို့စစ်ကြောင်းထိုးတယ်ရွာတွေနားမှာနားတယ်အဲ့နေရာမှာရှိတဲ့ပြည်သူတွေမွေးထားတဲ့တိရစ္ဆာန်တွေပေါ့နော်ဝက်တွေကြက်တွေဒီလိုမျိုးဟာတွေကိုဒါတက်ဖြတ်စားတောက်ဝိမြူထားတဲ့တိရစ္ဆာန်တွေကိုတက်ဖြတ်စားတောက်နေကြတာပါတဲ့ဒီကတော့ plan ကိုတွားပါတယ်ဆိုတော့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေနားမှာစခန်းချတယ်စစ်ကြောင်းနားတယ်အဲ့လိုမျိုးစခန်းနားတဲ့ခါကျတော့ပြည်သူတွေကကြောက်ရတယ်ဒေသခံတွေကကြောက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကသိတဲ့အတိုင်းပဲဖမ်းဆီးတာတွေပြီးရင်ဒါတိုက်ပွဲဖြစ်မှာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကြောက်မလို့အဲ့ရွာတွေမှာမနေရတော့ဘူးမနေရတော့ဘဲနဲ့တောထဲတွေကိုထွက်ပြေးတင်းရှောင်ကြတယ်တင်းရှောင်တဲ့အချိန်မှာဒီမွေးမြူထားတဲ့တိရစ္ဆာန်တွေမယူသွားနိုင်ဘူးကြံခဲ့တယ်ပေါ့နော်ခြံထားခဲ့ရတယ်အဲ့လိုဟာမျိုးတွေကိုမဲသူတို့မွေးထားတဲ့အတိုင်းပဲဗျအကုန်လုံးကိုပြစ်ခတ်စားတော့ပေါ့နော်အဲ့လိုအဖိုးတန်တဲ့ပစ္စည်းတွေယူတာဖြစ်တယ်ပေါ့နော်တော်တော်ကိုရုံးမှာရိုင်းဆိုင်တဲ့လုပ်ရက်တွေကိုလှုပ်နေတာပေါ့လေနော်နောက်တစ်ခုဒါရရနဲ့ပတ်သက်လို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြည်သူကိုနှိပ်စက်တက်ပြတ်နေတဲ့ကောင်တွေကအမေရရကိုကြတော့ special လောက်တာနော်ရည်စရာကောင်းတဲ့ရရပေါ့နော်အဲ့ဒါကျွန်တော်တင်လဲတင်ထားဦးပါတယ်ဒီကောက်ညင်းဆန်ရရပေါ့နော်ကောက်ညင်းဆန်2စိတ်3စိတ်ပေါ့နော်သူတို့မန်းမုတ်ထားတဲ့ဟာဖြစ်မှာပေါ့အဲ့ကောက်ညင်းဆန်2စိတ်3စိတ်ကိုပေါ့နော်သူတို့တွေစစ်ကြောင်းသွားမယ်စစ်ကြောင်းသွားမယ်အရက်မျက်နှာဘက်ကိုအဲ့ကောက်ညင်းဆန်2စိတ်3စိတ်ကိုချပြီးတာနဲ့အဲ့စစ်ကြောင်းမှာပါတဲ့သူတွေပေါ့နော်သွားမဲ့သူတွေဒီအရာရှိတွေပဲဖြစ်ဖြစ်စစ်သားတွေပဲဖြစ်ဖြစ်အကုန်လုံးကအဲ့ကောက်ညင်းဆန်ကိုတယောက်တစ်လက်အဲ့လိုမျိုးရှူရှူနဲ့ပန်းပြီးတော့မှသူကသွားရတကယ်ပယုတ်ဒုက္ခတွေဒီကောင်နေသိလား3စိတ်လောက်ကိုရှူရှူနဲ့ဝိုင်းမဲ့စစ်ကြောင်းတစ်ကြောင်းလုံးဝိုင်းပန်းနေဆိုတော့အဲ့
စဉ်းစားလို့မရဘူးအဲ့3စီတွေ့ရမလားပေါ့တကယ်ပြီးရင်ပြောရသေးတယ်မှတ်ချက်ကဘာလဲဆိုတော့ချွေတာပြီး3ပါပေါ့နော်ကောင်းချင်းဆန်ပွားစရာမရှိပါဘူးတကယ်ကောင်းနေအဲ့လိုမျိုးပြေဥဒကကောင်းနေပြီးတော့ဒီစားစရာတောက်စရာကအစအဲ့လိုမျိုးပုံစံမျိုးလုပ်နေရတယ်ဖန်တီးနေကြတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တာဖြစ်ပါတယ်ဗောနော်ပြီးရင်ထပ်ပြီးတော့ရေးထားတာရှိသေးတယ်လူပြိုစစ်ရှိတယ်ဆိုရင်သူ့ကိုအရင်ဆုံးပန်းခိုင်းပါဆိုပြီးတော့ပြောထားရလဲရှိတယ်ဗောနော်ဘာလို့လဲတော့မသိဘူးဗျာအဲ့လိုမျိုးဗောနော်ပေါ်တက်ကရရေတရားတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့ဒီရေတရားကိုကြတော့ဒါဘောဆက်ကိုဒေတာဗောနော်ဒါနီလာကုန်းသိမ်းတဲ့အချိန်မှာတလိုင်းတက်ဖွဲ့တွေဒါ KNU ကရခဲ့တာဖြစ်တယ်ဗောနော်ရခဲ့တာအဲ့ရခဲ့တဲ့အချိန်မှာအဲ့စာရွက်ရတယ်ဆိုပေမဲ့လည်းအဲ့စာရွက်ရဲ့ပိုင်ရှင်ကတော့မရှိတော့ဘူးပေါ့နော်မေးလို့မရတော့ဘူးမင်းတို့ရတဲ့ကအောင်လားလို့မေးလို့မရတော့ဘူးနော်ဒါလေးလေဒါပြောချင်တယ်ပေါ့နော်အဓိကတော့စစ်ကောင်စီကဒါတလိုင်းတပ်ဖွဲ့တွေဘက်ကအောက်လန်းနဲ့တိုက်တယ် AA ကအောက်လန်းနဲ့တိုက်တယ်လို့သူတို့ဘက်ကပြန်ပြီးတော့ဒါအထက်လန်းနဲ့လှုပ်ဖို့အတွက်ဒါဘုံသီးတွေလက်နက်တွေခဲယမ်းတွေဒါတွေမှာဖျားစာတွေကတ်တယ်ပေါ့နော်အဲ့လိုမျိုးကြီးကတ်ပြီးတော့ဒါပြစ်ခတ်တာတွေလုပ်တယ်အဆောင်နေပေးနေလက်ဖွဲ့တွေရရတွေဒါတွေအမျိုးစုံလုပ်တယ်ဆိုတဲ့ဟာကိုဒါသိစေချင်လို့အခုလိုမျိုးပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒါတကယ်အဖြစ်မှန်ပေါ့နော်နောက်တစ်ခုကတော့ဒါအကြောင်းဒါရေးကပေါ့နော်ဒါသိရတဲ့အတိုင်းပဲဒါဗိုလ်ချန်ရေးတို့အဖွဲ့တွေပေါ့နော်ဗိုလ်ချန်ရေးတို့အဖွဲ့တွေစီကိုအလင်းဝင်လာတဲ့ပါစာ2ယောက်ရှိတယ်ပေါ့နော်ပါစာ2ယောက်ဆိုလဲတပ်ဖွဲ့တွေနဲ့ကြိုတင်ပြီးတော့ချိတ်ဆက်ပြီးမှအလင်းဝင်လာတာဗောနော်အလင်းဝင်လာတယ်လက်ဆောင်တွေလည်းကျွန်တော်မြောက်ပေးမယ်ဗောနော်အဓိကတော့အဲ့ဟာအခွင့်အရေးပဲဗောနော်အဲ့တော့ဒါအောက်မှာရှိတဲ့အဖွဲ့သားတွေကဒီဗိုလ်ချန်ရေးဗောနော်ဗိုလ်ချန်ရေး YGFJ ပျောက်ကြားတပ်ဖွဲ့ကဒါဗိုလ်ချန်ရေးကဧပြီလမှာသူကမွေးနေ့ရောက်မှာဗောနော်မွေးနေ့ရောက်မှာဖြစ်တဲ့အတွက်အဲ့မွေးနေ့အတွက်ဒီလက်နက်တွေရဖို့အတွက်ကိုခုလိုမျိုးတိတ်ဆိတ်နဲ့စီမံဆောင်ရွက်ပေးပြီးတော့ surprise တိုက်တာဗောနော်အဲ့လိုမျိုးပုံစံမျိုးလေးတွေဒီစစ်ကြောင်းမှာအမြဲတမ်းတွေ့ရတယ်ဗောနော်သူတို့ချင်းကြားထဲမှာဒါဥဆောင်တဲ့သူနဲ့ဒါအောက်ကအဖွဲ့တွေနဲ့ကြားထဲမှာတကယ်တန်ရောစင်တကယ်မေတ္တာတရားတကယ်ချစ်ချင်းမေတ္တာတွေကိုမြင်တွေ့ရတယ်ဒါဘာမှတော့မဟုတ်ဘူးပေါ့နော်အလင်းဝင်လာတဲ့လက်နက်ပါလာတယ်စူကြေးပေးလိုက်မယ်ဒီလက်နက်တွေရမယ်ဒါထူးဆန်းတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့လုံးဝကိုရည်ရွယ်ပြီးတော့အဲ့လိုမျိုးလေးတွေလှုပ်ဆောင်နေတဲ့ဟာကအခုကာလမှာလိုအပ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေကသိရတဲ့အတိုင်းပဲတော်လိုင်းတပ်ဖွဲ့တွေကဒေါ်လန်ပြည်သူတွေရဲ့အားပေးစကားတွေဒေါ်လိုင်းတပ်ဖွဲ့ဝင်ချင်းချင်းအားပေးစကားတွေဒါတွေနဲ့ပဲရှေ့ဆက်နေကြရတာဖြစ်ပါတယ်ကျွန်တော်တို့တိုက်ပွဲဖြစ်စဉ်တစ်ခုခုအကြောင်းပြောတဲ့ခါမှာပေါ့နော်ထားတော့ဒါဘကိုးကအောင်မြင်မှုအကြောင်းပြောတဲ့ခါကျတော့မကွေးကတပ်ဖွဲ့တွေကလက်သီးလက်မောင်းတန်းပြီးတော့အတူတူအောင်ပွဲခံကြတယ်မကွေးကအကြောင်းပြောတဲ့ခါမှာလည်း6ကဖွဲ့တွေကလက်သီးလက်မောင်းတန်းပြီးတော့အတူတူအောင်ပွဲခံကြဒီလိုပုံစံမျိုးပဲပေါ့နော်အဲကြတော့ဒီခွန်အားတွေကလိုအပ်ပါတယ်အဲကြောင့်မလို့စစ်ကောင်စီကအဲ့လိုပုံစံမျိုးကိုပေါ့နော်ဖြည့်ဆည်းနိုင်ဖို့အတွက်သူကအခုဆိုရင် group တွေဖွဲ့ပြီးတော့ဒါအစုဖွဲ့တွေလှုပ်ပြီးတော့ comment တွေ like မှတ်ခိုင်းတာတွေရှိတယ်အပြက်သဘောဆောင်တဲ့ဒါပုံစံမျိုးနဲ့ပေါ့နော်ဒါမင်းတို့တော်လိုင်းကမအောင်တော့ဘူးအာရှလမ်းတောင်ပြန်ဖွင့်သွားပြီတော့PDF တပ်ဖွဲ့တွေအလင်းဝင်ကုန်ပြီတော့ဒီလိုမျိုးပုံစံမျိုးနဲ့အုံနဲ့ကျင်းနဲ့ like ပြီးတော့မှန်ခိုင်းတာတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကဒေါ်လန်ပြည်သူတွေနဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေကလည်းပေါ့နော်အချင်းချင်း